ဒါတော့ကျော်ပတိုင်းတဲ့ရွှေကနေပြီးတော့ဒါလက်ဆောင်ပေးရအထုံလေးပေါ့နော်ဒါငါ့ကိုဘယ်လောက်ပဲဝယ်ဒီကလက်ဆောင်ထည့်ပေးရပေါ့နော်ကဲဒါတော့ဒါဒီနေ့ပို့ရမယ်အစုံလေးပေါ့နော်အားကြောင့်ကျွန်တော်ဒီ9လတုပ်လေးလက်ဆောင်ထည့်ပေးမှာပေါ့နော် share ပဲပေါ့နော်ဒါ reference အိမ်ပေါက်ပေါ့နော်ဒီကြိုင်တော့ကျွန်တော်9ထုတ်ပေးရပေါ့နော်ဒီမှာဒါ9ထုတ်ပုံထုံကြီးကတော့လွယ်လေးပေါ့နော်အဲ့ကိုဒီလိုမျိုးလေးကန်လိုက်ဒီလိုမဟုတ်တော့ဒီလိုလေးကန်လိုက်ကိုင်းပြီးဒီလိုလေးကိုင်းပြီးဒီလိုလေးလိတ်ပြီးတော့ဒီလိုလေးစုပြင်ဒီလိုလေးလိန်လိုက်ပါနော်လိန်ပြီးရင်တေးပြီးတော့အဲ့လိုလေးတင်းနေအောင်လုံးဝဒီလိုလေးပတ်လိုက်ပါနော်မဟုတ်တော့မကြည့်နဲ့ငါကတော့ဒီလိုပဲဖြစ်မှာဒါပေမဲ့အခြေအနေကောင်းတယ်ပေါ့နော်ဘာမှဖြစ်ဘူးစိတ်မပူနဲ့ငါတော့ဘာမှမဖြစ်ဘူးထိုင်းရလာတဲ့ငါးလေးဆိုရင်ရေကနည်းနည်းလေးပဲပါပြီးကြရင်အပေါ်ကနေပြီးတော့ကျွန်တော်အပူနဲ့ပိတ်တာပေါ့နော်ဒီကောင်တွေကြတော့အောက်ဆီဂျင်နည်းနည်းလေးထည့်ပြီးတယ်သူကအဲ့ဒါလည်းဘာမှမဖြစ်ဘူးပေါ့နော်အဲ့လည်းရန်ကုန်73ရက်14ရက်လောက်ထိအထားခံပြီးရောက်တယ်ပေါ့နော်ဒီကောင်ဆိုရင်တော့အခြေအနေကောင်းတယ်ဘာမှမဖြစ်ဘူးဒီထဲမှာတစ်လားလောက်ထည့်လည်းမသေးဘူးပေါ့နော်ဒါပေမဲ့ငါးထုံးပုံထုံကြီးကတော့နည်းနည်းပညာသားတော့နည်းနည်းလေးတော့ပါတယ်ပေါ့နော်